အားလုံးမင်္ဂလာပါdata တွေကများတဲ့အခါကျတော့သူဟာဒီ software လေးတွေလောက်တာပေါ့နော် JavaScript နဲ့လည်းလောက်တယ် PHP PHP နောက်ဆုံးမှာ HTML CSS နော်အဲ့ဒါလောက်တော့ data ကသူက100လောက်မှပြဿနာတက်တယ်အခုကျတော့ PHP နဲ့လုပ်တယ်ဆိုရင် तू က web base ဖြစ်တဲ့အတွက် तू က data အများကြီးရတယ်ဒါပေမဲ့ तू က CSV file လို့တယ်အဲ့တော့ရွာပတ်နေတာဘာလဲဆိုတော့ကိုရှိမှရှိတာက CSV file မတန့်အဲ့ဒါနဲ့ teacher Winshan နေ CSV file တောင်းလိုက်တယ်အခုအကုန်လုံးအဆင်ပြေသွားတယ်အဲ့ तू ကဘာလဲဆိုတော့ XAMPP နဲ့တွင်ထားအဲ့ XAMPP တွင်ပြီးတော့ तू ကဘာလုပ်လိုက်ရလဲဆိုတော့ဒီမှာ local HTOC ထဲမှာတော့ဒီမှာဘာဖွင့်လိုက်ရလဲဆိုတော့ဟောဒီမှာ DDC project ဆိုတာဖွင့်လိုက်တယ်အဲ့ဒီ project ကိုဖွင့်ပြီးတော့ဟောဒီထဲမှာစထားတဲ့ဟာကြီးဘာဖြစ်လို့စရလဲဆိုတော့ CSV file မတန့်တဲ့အတွက်မြန်မာလိုမပေါ်တာအခုတော့အကုန်လုံးကတန့်သွားပြီဘယ်ဟာကိုဖြတ်လို့ရမှမသိတော့ဒါမှမဖြတ်တော့အဲ့ဒီကောင်လဲပြီးသွားရောကိုကဘာလုပ်ထားဖို့လိုလဲဆိုတော့ဒါတွေကတော့လုံဖူးပြီးသားတွေပါဒီပထမဆုံးပေါ့နော် SAM နဲ့ဒီ sling လုတ်ခဲ့တယ်လို့မျိုးပဲဒါတွေအကုန် run ထားတယ်။ तू ကတော့ server နဲ့လုတ်တာပေါ့။အဲ့ဒီ DDC project ကိုလုတ်ပြီးတော့ Hori ထဲမှာ तू ကဘာကောင်းသွားလဲဆို CSV file နဲ့လုတ်တဲ့အတွက် PHP file admin နဲ့သွားကြမလို့ဘူး။အဲ့ဒီဟာတွေကရိုက်ပြီးသားရှိနေတဲ့အတွက်တော်တော်အဆင်ပြေသွားတယ်။ဒါတွေအကုန်လုံး on ပြီးသွားပြီဆိုရင်ဘယ်ကိုသွားမလဲဆိုတော့ဟောဒီမှာနော် local host ဆိုပြီးတော့ तू ကဘာလုပ်ပြရလဲဆိုတော့ဟောဒီမှာနော် local host ဆိုပြီးတော့ဒါ viewer နော်အဲဒီမှာ तू ကဘာလေးကို join ခိုင်းလဲဆိုတော့ဒါလေးဒါ fix လုပ်ထားတာအဲဒီမှာကြည့်လိုက်ဒီမှာတွေ့လားतू ကတော်တော်လေး3-4ရက်လောက်တော့တော်တော်ခေါင်းခဲသွားတယ်လုံနဲ့ဘာလုံရင်ကောင်းမလဲဘလို့လုံရရင်ကောင်းမလဲဆိုပြီးတော့ဒီလိုလေးဖြစ်လာအစားတော့ဒါတွေနှိမ့်လိုက်တယ်ဆိုရင် तू ကဘလို့ကောင်းမလဲဘာမှမပေါ်တဲ့သဘောဖြစ်နေတာပေါ့နော်အခုနောက်ပိုင်းကျတော့ဒီဟာတွေကိုတော်တော်လေးအဆင်ပြေသွားတယ်ဆိုတဲ့သဘောတက်ရောက်သွားတယ်အဲ့တော့ကိုကနော်ဥမာရိုက်ပြီးတော့ရှာမယ်အကုန်လုံးဒီမှာပေါ်သွားပြီเนาะဒါရိုက်ပြီးတော့ရှာတယ်ဒါတွေအကုန်ပေါ်သွားတယ်ဒါပါလဲဆိုတော့ PHP CSV file နဲ့ तू ကload တယ်အဲ့တော့ဒီမှာเนาะကဲအဲ့တော့ဒီမှာကြည့်လိုက်အောင်မယ်မူလတန်းဆိုရင်ရလားရိုက်ရှာကြည့်လိုက်မူလတန်းအကုန်လုံးရရတာလားမူလာတန်းဆိုရင်ထွက်နေပြီဒီမှာတော့မူလာတန်းဆိုပြီးတော့ထွက်သွားပြီเนาะကဲနောက်တစ်ခါကြည့်ရအောင်နောက်တစ်ခါမြန်မာလို့ရိုက်ကြည့်မယ်မြန်မာစာပေပေါ့အဲ့ဒါလေးကိုမအောင်မြင်တော့တော်တော်ရွာပတ်နေတာနောက်ဆုံးကြတော့မှာပဲကိုယ့်ရဲ့ file မတန့်တဲ့အတွက်ပြဿနာတက်တာဒီမှာမှားနေရနော်သူကဘာလို့ပေးထားလဲဆိုတော့ code ပေးတယ် main class ပေးတယ် sub class ပေးတယ် description အင်္ဂလိပ်လိုပေးတယ်မြန်မာလိုပေးတယ် keyword တွေပေးတယ်နောက်ကကျတော့ code ပေးတယ် level ကိုသူပေးတယ်အဲ့တော့ဒီဟာကပေါ့နော်တော်တော်လေးလုပ်လိုက်ရတယ်လို့ပဲပြောရမှာပေါ့ဒါပညာရက်ကတက်အဲ့တော့ဒီမှာအခုတော့အဆင်ပြေသွားလို့ဝမ်းသာသွားပြီလို့เนาะဒီမှာတော့ DDC viewer ဆိုတဲ့ဟာလေးကိုပိတ်ချလိုက်တာပဲသူ့ရှိမှာခုနကပြောသလိုပေါ့နော်ဒါ DDC viewer နောက်တစ်ခုလုပ်ပြမယ်ဒီမှာနောက်တစ်ခုဒီမှာ DDC เนาะဒီထဲမှာဒါလေးဒီထဲမှာရှိသမျှဟာတွေအားလုံးကိုဒါလေးအဲ့မှာက
ဒီဟာပေါ့နော်ဒီဟာလေးနဲ့အရင်စတာအဲ့တော့မပေါ်နဲ့ဟာဘယ်လိုလုပ်ရမှမသိဖြစ်သွားတာအခုကျတော့အဖြေပေါ်သွားတယ်အဖြေကလည်းဘာလဲဆိုတော့ကိုယ့်ရဲ့အားနည်းချက်ပေါ့ကိုယ့်ရဲ့အားနည်းချက်ကဘာလဲဆိုတော့ဒီဖိုင်မတတ်တဲ့အတွက်မြန်မာစာလေးမပေါ်တာအခုတော့ဒါအစီအပြေတိုင်းပဲတစ်ခုရရှိတယ်ကိုကဒါဝမ်းသာနေတာတောင်ကဒါလောက်တက်ဖို့ကဒါတွေဟောဒီထဲမှာတွေ့လားကြည့်လိုက်ရိုး6500ကျော်ဒီမှာတော့ဒါအောင်မြင်သွားတယ်ဆိုတော့ CSV file အောင်မြင်သွားတယ်ဆိုတော့ဟာကိုပြတာနော်အဲ့တော့ဒါလေးကကိုကတော့တော်တော်ဝမ်းသာသွားတယ်ဒါလေးကိုလုံးလိုက်နိုင်တဲ့အတွက်နော်ဒါပေမဲ့ तू ကတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ Xampp file တွင်ရမယ်ခုနက data တွေကိုဘယ်ထဲသွားထည့်ထားမလဲဆိုတော့အဲ့ဒီမှာ folder လေးတစ်ခုစောက်ပြီးတော့ Xampp ထဲမှာ HDDOC ထဲမှာ DDC project ဖွင့်ပြီးတော့အဲ့ဒီဟာတွေအကုန်ထည့်တာပြန်တော့မဖြစ်တော့ဘူးဘာဖြစ်လို့ဆိုတော့မှားလို့လုပ်ထားတဲ့ဟာတွေနောက်ဆုံးမှဘာနဲ့ရသွားလဲဆိုတော့ဒါ teacher ဝင်ပေးလိုက်တဲ့ဟာကို raw data CSV ဆိုပြီးတော့လုပ်လိုက်တာမှာဒါအကုန်လုံးအဆင်ပြေသွားတယ်ဒီနေ့ပြောချင်တဲ့ဟာလေးကတော့ဒါလေးပါပဲ